အကြီးစားဖောက်ပြန်ခြင်းနဲ့လင်မယားနှုတ်ပိုင်ပစ္စည်းဆုံးရှုံးခွင့်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့အနေငယ်ရှင်းပြပေးသွားမယ်။အဲ့တော့ပထမဗီဒီယိုမှာတော့ဒါ micro cheating ဖောက်ပြန်ခြင်းနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးထားတာရှိတယ်။မိမိရဲ့အိမ်အောင်ဘန်းမဟုတ်တဲ့အမျိုးသမီးတစ်ယောက်နဲ့ဒါပန်းချံသွားတယ်။နောက်ရုပ်ရှင်သွားကြည့်တယ်။ဘားသွားတယ် club သွားတယ်။နောက်ဆုံးပွေ့ဖက်တယ်လက်ကင်တယ်စသည့်အခြေအနေမျိုးတွေနဲ့ပတ်သက်ပြီးရှင်းပြထားတဲ့ဗီဒီယိုရှိပါတယ်။ဒီအခုဗီဒီယိုကတော့ဒါအကြီးစားဖောက်ပြန်မှုနဲ့လင်မယားနှုတ်ပိုင်ပစ္စည်းဒါဆုံးရှုံးနိုင်ခွင့်ရှိခြင်းမရှိခြင်းဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားမှာဖြစ်တယ်။အဲ့တော့ဖောက်ပြန်ခြင်းဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့မြန်မာဓလေ့ထုံးတမ်းဥပဒေမှာပြဋ္ဌာန်းထားတာကတော့အိမ်အောင်ရှိနေတဲ့ယောက်ျားတစ်ယောက်အနေနဲ့မိမိရဲ့အိမ်အောင်ဘက်မဟုတ်တဲ့အမျိုးသမီးတစ်ယောက်နဲ့ကာမဆက်ရှက်ခဲ့မယ်ဆိုလို့ရှိရင်ဒါဖောက်ပြန်မှုကိုကျူးလွန်ရာရောက်ပါတယ်ဒါအမျိုးသမီးအနေနဲ့လည်းထိုနည်းတူပါပဲမိမိရဲ့အိမ်အောင်ဘက်မဟုတ်တဲ့ယောက်ျားတစ်ယောက်နဲ့ကာမဆက်ရှက်လို့ရှိရင်ဖောက်ပြန်မှုကိုကျူးလွန်ရာရောက်ပါတယ်အဲ့တော့အဲ့ဒီမြန်မာဓလေ့ထုံးတမ်းဥပဒေမှာတော့ယောက်ျားဖြစ်သူကဖောက်ပြန်မှုကိုကျူးလွန်ခဲ့တယ်ဆိုရင်တော့မိမိရဲ့အိမ်အောင်ဘက်ဖြစ်သူကလင်မယားကွာရှင်းပေးစီလိုမှုကိုတရားရုံးတွေမှာတရားစွဲဆိုတောင်းဆိုနိုင်မှာဖြစ်တယ်။တို့တော့နှစ်ဦးပိုင်ပစ္စည်းကတော့ဆုံးရှုံးမှာမဟုတ်ပါဘူး။မိန်းမဖြစ်သူကဖောက်ပြန်မှုကိုကျူးလွန်ရင်တော့ယောက်ျားဖြစ်သူကတရားရုံးမှာကွာရှင်းပေးစီလိုမှုတရားစွဲဆိုနိုင်တဲ့အပြင်ဖောက်ပြန်တဲ့မိန်းမအနေနဲ့နှစ်ဦးပိုင်ပစ္စည်းတွေကိုဆုံးရှုံးမှာဖြစ်ပါတယ်။ဒါကတော့မြန်မာဓလေ့ထုံးတမ်းဥပဒေရဲ့သဘောတရားဖြစ်တယ်။အခုနောက်ပိုင်းတလင်တမယားဥပဒေကိုပြဋ္ဌာန်းလိုက်ပြီးတဲ့နောက်မှာတော့တလင်တမယားဥပဒေမှာနှစ်ဦးပိုင်ပစ္စည်းဆုံးရှုံးခွင့်နဲ့အတူထောင်ဒဏ်ဆိုတဲ့ပြစ်ဒဏ်သတ်မှတ်ချက်တွေပါဝင်လာမှာဖြစ်တယ်။အဲ့တော့ဒီဥပဒေမှာတော့ထိမ်းမြမှုတည်မြဲနေစဉ်မှာထပ်မံထိမ်းမြခြင်းမပြုရတရားမဝင်နေထိုင်ပေါင်းသင်းခြင်းမပြုရလို့ဆိုထားတဲ့အတွက်ထပ်ပြီးတော့ထိမ်းမြတဲ့သူတွေအနေနဲ့တော့ဆိုလိုတာကယောက်ျားတစ်ယောက်အနေနဲ့တခြားမိန်းမတစ်ယောက်ကိုထပ်ပြီးတော့ထိမ်းမြလိုက်မယ်တခြားမိန်းမတစ်ယောက်ကိုလူသိရှင်ကြားထပ်ပြီးတော့ယူလိုက်မယ်ဆိုရင်တော့ထောင်ဒဏ်လည်းကြားခံရနိုင်တယ်နှစ်ဦးပိုင်ပစ္စည်းလည်းဆုံးရှုံးနိုင်ပါတယ်တိုးတော့ဥပဒေရဲ့ဒါပုံမှန်73နဲ့14အရာနားလည်ရမယ်ဆိုလို့ရှင်တော့ပုံမှန်73အရာထပ်မံထိမ်းများတဲ့သူဒီအိမ်တော်ရေးပြမှုကိုကျူးလွန်တယ်အိမ်တော်ရေးပြမှုကိုကျူးလွန်တဲ့သူဒီနှစ်ဦးပိုင်ပစ္စည်းကိုဆုံးရှုံးမှာဖြစ်တယ်အဲ့တော့ထပ်မံပြီးတော့ထိမ်းများတဲ့သူကနှစ်ဦးပိုင်ပစ္စည်းကိုဆုံးရှုံးမှာဖြစ်ပြီးတော့မိမတစ်ယောက်နဲ့ကိုယ့်ရဲ့အိမ်တော်ဘက်မဟုတ်တဲ့မိန်းမတစ်ယောက်နဲ့တရားမဝင်နေထိုင်နေတဲ့ကာမဆက်ချက်ရုံနဲ့တော့နှုတ်ပိုင်ပစ္စည်းဆုံးရှုံးမှာမဟုတ်ပါဘူး။သို့တော့တလင်တမယားဥပဒေရဲ့ပုံမှန်73အရတရားမဝင်နေထိုင်ပေါင်းသင်းခြင်းဆိုတဲ့ဥပဒေအရတော့တရားစွဲဆိုခံရနိုင်ပါတယ်။ပြစ်မှုထင်ရှားတယ်ဆိုရင်တော့ထောင်ဒဏ်ကြခံရနိုင်ပါတယ်ခင်ဗျာ။